အားလုံးပဲမင်္ဂလာပါတာဟောဒီ post တို့စာကြည့်တဲ့အခြေပြုစာအုပ်ဆိုင်နေပြီးတော့ကြိုဆိုပါရခင်ဗျာကျွန်တော်တို့ဂျူးနဲ့ပတ်သက်ပြီးတော့ဗောနော်တချို့တွေလည်းမေးကြတယ်ဘာတွေရလဲပေါ့လေအဲ့တော့ကျွန်တော်မှရတဲ့စာရင်းလေးတွေရှိတဲ့စာအုပ်လေးတွေဗောနော် install ပေါ့လေရှိတဲ့စာအုပ်လေးတွေအကုန်လုံးကိုကျွန်တော်စုပြီးတော့ရိုက်ပြရပေါ့လေနော်အဲ့တော့အရင်ဆုံးအကြမ်းမြင်လေးဒီမှာကြည့်လို့ရပါတယ်တချို့ဟာတွေကတော့တအုပ်ပဲရှိတာတွေလည်းရှိတယ်တချို့ဟာတွေကတော့နောက်တော့ရှိတယ်တချို့ဟာလည်း10အုပ်15အုပ်ပေါ့လေအဲ့တော့အများကြီးရှိပါတယ်အဲ့တော့နောက်ပြီးတော့ကျွန်တော်တို့တချို့တွေကိုလည်းကျွန်တော်ကဒီဂျူးကိုဖတ်ခဲ့တယ်ပေါ့လေနော်ဂျူးကိုဖတ်ခဲ့တယ်ကျွန်တော်ကကြတော့အမှတ်တရဆိုလဲကျွန်တော်ဒါကျွန်တော်အမှတ်မှားနေရပါလေcoffee ဆိုင်ဆိုပြီးမဟုတ်နော်ဒီအေးဆိုင်လေးမှာကောင်မလေးနဲ့တွေ့တာပေါ့လေနော်ကောင်မလေးကိုသူအခြားကောင်မလေးနဲ့သူနဲ့အခြားကောင်မလေးနဲ့စကားပြောနေတာဟုတ်အဲ့ကောင်မလေးကသွားပြီးတော့ coffee ဘိုးကရှင်းပြရတယ်ဘယ်လိုလဲအဲ့လိုမျိုးပေါ့နော်ဖတ်ခဲ့တဲ့မှာတော့ဆွေးဖို့ကောင်းတယ်ပေါ့လေနော်ထားပါတော့ဒါလည်းဆီယမကျူရဲ့ပထမဆုံးဝတ္ထုပါဒီဝတ္ထုထွက်ပြီးတော့သူတို့လည်းတော်တော်ကြီးကိုအဲ့တုန်းကအဲ့အခါနဲ့ကြည်ပြီးတော့အဝေဖန်ခံရတဲ့စာအုပ်လေးဖြစ်ခဲ့တယ်အောင်မြင်ဆုံးဖြစ်ခဲ့တယ်ဘာလို့လဲဆိုတော့ဆီယမကျူးဆိုတာနဲ့အမှတ်တရနဲ့တွဲမြင်နေတဲ့အထိဖြစ်တယ်အခုထိလဲကျွန်တော်ဒီစာအုပ်လေးကရောင်းနေရဆဲပဲတစ်ခါမှရင်အဲ့လိုပေါ့နော်10အုပ်15အုပ်20မှာတဲ့စာအုပ်လေးပေါ့လေနော်အဲ့တော့ကျွန်တော်တို့ဖတ်ခဲ့တဲ့စာအုပ်လေးနောက်တစ်ခုကျွန်တော်ဂျူးစာအုပ်တွေဖတ်ဖြစ်သွားတာကကျွန်တော်တငယ်ချင်းတယောက်ကြောက်ပါကျွန်တော်တငယ်ချင်းကဂျူးဖန်ပေါ့လေနော်ကျွန်တော်တို့ဒီအဆောင်မှာကျွန်တော်တို့တငယ်ချင်းတွေ3ယောက်စုနေတယ်ပေါ့လေနော်စုနေရင်သူကဂျူးနဲ့ပတ်သက်ပြီးတော့ပြောပြတယ်ဂျူးစာအုပ်တွေအကုန်ဖတ်ပြီသူကကျွန်တော်တော့မှပဲပေါ့နော်မဖတ်ရသေးတဲ့စာအုပ်တွေရှိမယ်ဒါပေမဲ့ကျွန်တော်နည်းနည်းပဲရှိတော့သူ့ရဲ့ညှို့မှုနဲ့ပေါ့နော်အဲ့ထဲမှာကျွန်တော်အကြိုက်ဆုံးရေးပေးပါကျွန်တော်အကြိုက်ဆုံးပြောရမယ်ဆိုရင်အမှတ်တရကျွန်တော်ဖတ်ခဲ့တယ်အမှတ်တရပေါ့နော်ကြိုက်ပါတယ်ဒီသူကတော့ယတ္တပေါ့နော်ဂျူးစာအုပ်တွေကိုကျွန်တော်အကြမ်းမြင်ကြည့်လိုက်မယ်ဆိုရင်သူကတုတ္တနဲ့ယတ္တနဲ့ပေါင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီစာအုပ်တွေဆိုလဲလို့ပဲချစ်သူလားစကားတပွင့်နောက်ပြီးတော့စုံလျက်နဲ့လွမ်းလေချင်းပစိုးပြူမှန်ကွက်မနဲ့လဲခြုံညလဲခြုံလျက်နဲ့ချမ်းလေချင်းမိနဲ့မောင်မမနဲ့လဲစုံညလဲစုံလျက်နဲ့လွမ်းလေချင်းဒါကျွန်တော်မှတ်မိနေရပါလေအဲ့တော့စာအုပ်လေးတွေကကျွန်တော်အကြိုက်ဆုံးလို့ပြောပါဆိုရင်ဂျူးစာအုပ်တော်များဖတ်ဖြစ်တယ်ကျွန်တော်ခုနပြောဆိုပဲကျွန်တော်တငယ်ချင်းဆရာချမ်းကြောင်ပေါ့လေနော်ထားပါတော့အဲ့တော့သူကြောင့်သူကဂျူးစာအုပ်တွေဘယ်လောက်တောင်ဖတ်လဲဆိုရင်ဂျူးရဲ့တန်းကျွန်တော်ဆိုဖတ်ပြီးရင်ဗျာမိတာများ तू ကမဟုတ် तू အသေးစိတ်နည်းနည်းလေးကစမှတ်မိညာပေါ့နော် तू ကလည်းညွှန်းတယ် तू ကလည်းငားဖတ်လာဆိုရင်ကျွန်တော်တို့ကယူဖတ်ဖြစ်တယ်ပေါ့လေအဲ့ဒါနဲ့ဂျူးတွေကိုဖတ်ဖြစ်သွားတာပေါ့အဲ့တော့တိတ်နဲ့ချီတဲ့ဂျူးကျွန်တော်ကြိုက်ဆုံးပြောပါဆိုရင်ကြတော့ကျွန်တော်မှတ်မရလည်းရှိနေတာဆိုရင်အောက်ခြေတန်းတစ်ထောင်ပါပေါ့နော်ဒါကတကယ်တမ်းကစာအုပ်ကနေလေးထူပါတယ်ဒါပေမဲ့ဆီယမဂျူးကကြတော့ဒီပေါ့နော်အချင်းချုပ်ဘာသာပြန်နေဆိုတဲ့သဘောမျိုးပေါ့နော်ဒါလေးကတော့နိုင်ငံတစ်ခုဘာကြောင့်ဆင်းရလဲဆိုတာကိုရေးထားတာပေါ့နော်ရေးထားတော့ဥပမာဒီထဲမှာဆို6ခု9ခုလားဆိုကျွန်တော်မှတ်မှတ်ရဒီတန်ရသရကျိန်စာပေါ့နော်ကျွန်တော်ကမြန်မာနိုင်ငံကိုချိန်ထိုးကြည့်လိုက်တဲ့အခါမှာမြန်မာနိုင်ငံကအချက်မှာ6ချက်ရှိတာ6ချက်လုံးလားအဲ့လိုမျိုးလားမသိဘူးညှိနေတာပေါ့နော်ဥပမာလူမျိုးစုတွေအများကြီးရှိတာတွေကလည်းနိုင်ငံတစ်ခုပေါ့နော်မညီမညွတ်ဖြစ်တဲ့ကိစ္စတွေပေါ့နော်အဲ့လိုမျိုးတွေနောက်တန်ဇာရကျိန်စာတန်ဇာရပေါ့နော်ဒီတန်ဇာရကြောင့်အကျိုးစီးပွားပရိပခါတွေဖြစ်တာတွေနောက်လက်နက်ကိုင်အများစုရှိတဲ့ကိစ္စတွေနောက်ပြီးတော့ကျွန်တော်မှတ်မိတာဆိုရင်ကြတော့သူကဒီစီမံခန့်ခွဲမှုညံ့ဖျင်းတာပေါ့လေနော်အဲ့ဒါမျိုးပါနောက်ပြီးတော့ဗာလဲအိမ်နီးချင်းဘေးနားမှာစူပါပါဝါပေါ့နော်အိမ်နီးချင်းတွေရှိနေတာဥပမာတရုတ်အိမ်နီးရပါဗျာအဲ့လိုအဲ့ဒါနဲ့ကျွန်တော်ချိန်တိုးကြည့်အောင်ဒီစာအုပ်ဖတ်နေနေကျွန်တော်ငါတို့ကအကုန်လုံးပိတ်မိနေရပါလားပေါ့နော်နောက်ပြီးတော့ပြည်တွင်းစစ်ပရိပခါပေါ့နော်အဲ့ဒါတွေကြောင့်ဒီနိုင်ငံတခုဘာကြောင့်ဆင်းရလဲပေါ့နော်အဲ့ဒီကနေပြီးတော့အဲ့တော့အဲ့လိုမျိုးအချက်တွေပေါ့နော်အဲ့တော့ကျွန်တော်တခုဖတ်လိုက်
အဲ့လိုပေါ့နော်တခုကြည့်လိုက်နေတာဟာကျွန်တော်နိုင်ငံကအကုန်လုံးနဲ့ညှိနေရပါလားလို့အဲ့နဲ့တို့နိုင်ငံဒီလိုကြီးဖြစ်နေတာမထူးဆန်းတော့ပါလားလို့တော့ကျွန်တော်တို့ကမြင်နေပါလေနော်အဲ့တော့ခုနပြောလိုပဲနိုင်ငံကြီးတွေကြားထဲမှာကြာနေတဲ့ဟာနိုင်ငံကြီးတွေရဲ့အတုံးချဖြစ်တာပေါ့နော်အဲ့လိုမျိုးပေါ့အဲ့ဒါရဲ့နောက်တစ်ခုခုနပြောလိုပဲတန်ရဇာချိန်စားမြန်မာပြည်ကတန်ရဇာအထွက်ဆုံးပေါ့လေတော်တော်ထွက်တယ်ပေါ့နော်အဲ့လိုပြောလို့ရတယ်အဲ့တော့အဲ့ဒါရဲ့ပြဿနာတွေရှိတယ်တန်ရဇာကြောင့်ပြဿနာတွေတက်တယ်နောက်ပြီးစီမံခန့်ခွဲမှုညံပြင်းတာနောက်တိုင်းသားလူမျိုးစုများဒါမျိုးတွေပေါ့နော်အဲ့တော့ဒီစာအုပ်လေးကအော်လို့ဒုနိုင်ငံများဟိုတကယ်ကိုချိန်စားမိနေတာပါလားပေါ့နော်ကျွန်တော်အဲ့လိုမျိုးပဲမြင်မိတယ်ဒါလေးလည်းဖတ်တဲ့နေထဲမှာပါတယ်လို့ပြောလဲပပလေးပါနော်ဒီလိုစာအုပ်လေးကပပလေးပါဒါပေမဲ့လည်းကျွန်တော်ဟိုဖတ်တဲ့နေလို့ကျွန်တော်ထင်ပါတယ်ဖတ်ကိုဖတ်တဲ့နေပေါ့နော်အားကြောင့်ကျွန်တော်နည်းနည်းလေးတော့ဝယ်ထားသေးတယ်ကျွန်တော်အဲ့လိုပဲကျွန်တော်ကြိုက်တဲ့စာအုပ်တွေကောင်းတဲ့စာအုပ်တွေဆိုရင်များများလေးဝယ်ရပါလိမ့်နော်အဲ့ဒါတော့ဒါဥပမာပြောပြတာပါနောက်တစ်ခုကကျတော့ဒါလေးဆိုလဲကျွန်တော်ဆောင်းပါးတွေလည်းဗျအဲ့လိုပေါ့နော်ဒီဆောင်းပါးတွေလည်းဖတ်တယ်ဗျဒီထဲမှာလည်းကိုကြိုက်တယ်ပေါ့နော်ဆောင်းပါးတွေအကုန်လုံးမဟုတ်တော့မှတော်တော်ကြိုက်တယ်တာတွေပါတယ်ဒီစာအုပ်လေးတွေဆောင်းပါးလေးတွေလည်းကောင်းပါတယ်နောက်ပြီးတော့မင်းမတရားဝင်ဖွင့်အောင်ငါချက်ဆိုလဲကျွန်တော်ကြိုက်ခဲ့တယ်မှာပါတယ်ပေါ့နော်ကျွန်တော်အခုအကြောင်းအရာတွေတော့မမှတ်မိတော့ဘူးနောက်တစ်ခုကကြတော့တဲ့စောင့်နေမယ်လားရဲ့မိုင်းအဝေးမှာနောက်ပြီးတော့ကြာတော့ဒီလားမောင်စကားကံကြမ္မာမယုံကြသူများကျွန်တော်ကံကြမ္မာကိုမယုံကြည်ကြသူများပေါ့လေဒါလည်းကျွန်တော်ကြိုက်ခဲ့တဲ့ထဲမှာပါခဲ့တယ်နောက်တစ်ခုကဒီအယောင်များနဲ့ကစားခြင်းဝတ္ထုတိုလေးလည်းကျွန်တော်ကြိုက်ပါတယ်နော်အဲ့ဒါရှိမယ်နောက်တစ်ခုကတဲ့ဒီမှာကျွန်တော်လာတဲ့လူတွေကိုလည်းကျွန်တော်ဒါလေးလည်းကျွန်တော်ဂျူးစာအုပ်ထဲမှာဆိုရင်ကျွန်တော်1 to 5ထဲမှာဝင်တယ်ပေါ့နော်ကျွန်တော်ကြိုက်တဲ့ထဲမှာဘာဖြစ်လို့လဲဆိုတော့ဒီဟာလေးကိုကျွန်တော်ဘာမှမသိဘူးပေါ့နော်ဒီပုံလေးကိုကျွန်တော်အရှိမှလည်းပြောခဲ့ဘူးလဲတော့မသိဘူးဒါပေမဲ့လည်းဂျူးကဒီပုံလေးကအခုချိန်ဒီတိုင်းပဲပေါ့နော်ဒါလည်းဘယ်နှချိန်နေဖြစ်နေပြီဒါပေမဲ့လည်းဒီပုံလေးပဲတုံတယ်ဂျူးကတော့တော်တော်များအလိုပဲပေါ့နော်ဒီစာအုပ်တွေဆိုရင်တော့ဒါမျက်နှာဖုံးတွေပါပြောင်းသွားတယ်ပေါ့နော်ဒီပုံလေးတွေကျွန်တော်အရင်သဘောကျတာဗျဘာဖြစ်လို့လဲဆိုတော့အထိပ္ပယ်ရှိလို့ပါနော်အစတော့ကတော့ကျွန်တော်ဘာအထိပ္ပယ်လဲဘာညာကိုကျွန်တော်သိချင်မသိပါဘူးဒါပေမဲ့လည်းဒီစာအုပ်လေးဖတ်ပြီးတဲ့အခါမှာကြတော့မှဒီပုံလေးကဒီဟိုပေါ့နော်ကျွန်တော်ပကြီးနဲ့ဟိုနဲ့တိုက်တဲ့ပုံပေါ့နော်မျက်နှာဖုံးကလည်းရေးကြည့်တာဟုတ်မျက်နှာဖုံးကဆွဲဆောင်မှုရှိတဲ့အခါမှာကြတော့လဲကျွန်တော်တို့ဝယ်ဖြစ်သွားတဲ့စာအုပ်လေးလည်းတပုံကြီးရှိတယ်ပေါ့လေအဲ့လိုလဲရေးကြည့်တာပေါ့နော်အဲ့တော့ဟိုဆီယမမိန်ကန်ရဲ့စာအုပ်နောက်ဆုံးဘယ်ချိန်မြောက်လဲထွက်တာတော့မှမျက်နှာဖုံးကြီးကိုပကြီးဆရာပကြီးနဲ့ခံစားပြီးဆိုရဲဒါမဲ့လည်းတော်တော်များများမကြိုက်ကြဘူးလေဘာပုံကြီးနဲ့အဲ့လိုမရှိတာနော်ထားပါတော့အဓိကပြောချင်တာကကြတော့ဒီစာအုပ်လေးကိုကျွန်တော်ဖတ်ပြီးတဲ့အခါမှာအကုန်လုံးဖတ်လိုက်ပြီးတဲ့အခါမှာကြာမှာဒီပုံလေးရဲ့အဓိပ္ပာယ်ကိုသိတာအဲ့ကြတော့ကျွန်တော်ဟာဟုတ်ပါလားပေါ့လေဆိုပြီးတော့ခံစားမိလိမ့်မယ်အဲ့တော့စာဖတ်တဲ့လူတွေလည်းဒီစာအုပ်ဝယ်တဲ့လူစာဖတ်တဲ့လူတွေလည်းဒီစာအုပ်လေးဖတ်ပြီးတဲ့အခါမှာတရားပြစ်မထားပါနဲ့နော်ဒီစာအုပ်လေးကိုဖတ်ပြီးတဲ့အခါမှာတရားပြစ်တာဒီထဲမှာပါတဲ့ပုံလေးတွေရှိပါတယ်ဒီပကြီးလေးရှိပါတယ်ဒီပကြီးလေးပေါ့နော်ပကြီးလေးကိုအဓိပ္ပာယ်ကိုဖော်ကြည့်လိုက်ပါအဲ့ကြတော့မှစာအုပ်ဖတ်ပြီးတဲ့အခါဒီပကြီးလေးရဲ့အဓိပ္ပာယ်ကိုနားလည်လိမ့်မယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်ညွှန်ညင်ပါတယ်โอเคအဲ့တော့ကျွန်တော်မှာရှိတဲ့ဆရာမဂျူရဲ့စာအုပ်တွေ install ပေါ့နော်ရှိတဲ့စာအုပ်လေးတွေကိုကျွန်တော်ဒီမှာပြထားတယ်ပေါ့လေအဲ့တော့ဖတ်စီခြင်းတဲ့စာအုပ်လေးတွေလည်းရှိပါတယ်ဒါပေမဲ့ဂျူကိုဖတ်လို့ကတော့ကျွန်တော်ကတော့မမှားဘူးလို့ပဲပြောရမှာတချို့ကြောက်လည်းမကြိုက်ကြဘူးပေါ့နော်ဂျူကမိမဝါရီတို့ပါတို့โอเคပြဿနာမရှိဘူးမင်းကလေးကိုလည်းကျွန်တော်မှတ်ဖတ်ဖို့အတွက်လည်းညွှန်းပါတယ်ဂျူစာအုပ်တွေကိုဘာလို့ဆိုတော့ဒီတချို့ကလည်းဝလုံးရှိနေပတ်ရမ်းတယ်ပေါ့နော်အဲ့လိုလည်းပြောတယ်ဟုတ်တယ်ဒါပေမဲ့လည်းသိထားတာမမှားဘူးကျွန်တော်အဲ့လိုမျိုးပေါ့နော်အဲ့တော့ဒီစာအုပ်တွေကဂျူကကြတော့ဂျူကိုဖတ်ပြီးအပြိုကြီးဖြစ်မယ်လို့ဘာလို့လဲပြောကြတယ်ဒါပေမဲ့လည်းဖတ်ထားတာမှာဖြစ်တဲ့အတွက်ကျွန်တော်မင်းကလေးဆိုရင်လည်းဒါဒီစာအုပ်လေးဖတ်ပါဒီစာအုပ်လေးဖတ်ကြည့်ပါဂျူစာအုပ်လေးဖတ်ပါလို့ကျွန်တော်ကတော့ဘာဖြစ်ညွှန်ပြတယ်ပေါ့လေနော်အဲ့တော့ဘာဖြစ်သိထားတာမမှားဘူးလို့ပဲယူဆပါတယ်အဲ့တော့ဆရာမဂျူရဲ့စာအုပ်တွေဖတ်ချင်တယ်ဆိုရင်ကျွန်တော်တို့ရှိမှာ The Hobby Bookstore เนาะကျွန်တော်တို့ရဲ့ page ကလည်း The Hobby Bookstore ပေါ့နော်အဲ့တော့ Google Map မှာလည်းရှာလို့ရတယ်ကျွန်တော်တို့ဆိုင်ရဲ့လိပ်စာတန်းရှိတယ်နောက်တစ်ခုစာအုပ်တွေ online မှာကျင်နေဆိုလဲကျွန်တော်တို့ Facebook ကနေပြီးတော့မှာလို့ရတယ် TikTok မှာလည်းရှိပါတယ်ပေါ့နော် The Hobby Bookstore ပါပဲအဲ့တော့ဒီစာအုပ်တွေကကြတော့ကျွန်တော်တို့အိမ်ရောက်ငွေချေလဲရတယ်နောက်ပြီးတော့
ပေါ့ဒီကြိုငွေကြိုလွှဲပြီးတော့မှမှာမယ်ဆိုလဲရပါတယ်အဲ့တော့အားလုံးပဲစာဖတ်ခြင်းဖြင့်ပျော်ရွှင်မှုစိတ်ချမ်းသာမှုပေါ့နော်အဓိကကတော့အဲ့ဒါပါပဲစိတ်ချမ်းသာမှုဘယ်လိုပြောရမလဲကျွန်တော်သဘောနဲ့ဆိုရင်တော့ဟိုရောက်နေတဲ့ဒီဘဝမှာအဆင်ပြေနဲ့အဆင်ပြေစေခြင်းနေပါတယ်နော်ကျွန်တော်ကတော့စာဖတ်ရတာဟိုစာခုနပြောခဲ့ဘူးလားမသိဘူးပေါ့နော်ကျွန်တော်တို့အဓိကကတော့စာဖတ်ရတာကိုဝါသနာဖြစ်တာပေါ့ဗျာဒီလားဟိုလိုမျိုးကြီးအပညာတွေရပါလို့ကြီးဆိုပြီးတော့ဖတ်တာတော့မဟုတ်ဘူးဗျအရင်တော့ဖတ်ကောင်းဖတ်ခဲ့လိမ့်မယ်ပညာရအောင်လို့ဆိုပြီးဖတ်တဲ့စာအုပ်တွေရှိပါတယ်ကိုလိုအပ်လို့ဖတ်တဲ့ဟာတွေရှိပါတယ်ဒါပေမဲ့အဓိကစာအုပ်ပေါ်မှာကျွန်တော်တို့သဘောကတော့ကျွန်တော်တို့ဖတ်ချင်လို့ဖတ်တာပါကျွန်တော်တို့စာဖတ်ရတာဟိုပြောတယ်ဗျာဒီလားကျွန်တော်ခုရပိုင်းနဲ့ကျွန်တော်စာအုပ်တွေဖတ်ပြနေတယ်ဒီအဓိကတော့အဲ့ဒီလူလူလာစာအုပ်တွေဖတ်ပြနေတာပေါ့နော်ဖတ်ပြီးပြောနေရဗျာကျွန်တော်အဲ့လိုမျိုးဖြစ်နေနောက်ပြီးဖတ်ပြီးလည်းဆက်ဖတ်ချင်နေတာပေါ့နော်အဲ့ဒါဖတ်နေတယ်အခုလူလူလာကိုလည်းကျွန်တော်ခဏလေးနားထားတယ်နားပြီးတော့ကျွန်တော်တဝက်တစ်ပြက်ပဲဖတ်တာဖြစ်တဲ့ဗာလဲကမ်းခြေဘောကဖကာပေါ့လေအဲ့ဒါလေးကျွန်တော်ကြိုးစားပြီးဖတ်နေပါတယ်အဲ့တော့အားလုံးပဲစာဖတ်ချင်တယ်ဆိုရင်မှာလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ